လက်ဘနွန်မှာဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်လူ၈သိန်းလောက်အိုးအိမ်ဆုံးကွာထွက်ပြေးနေရတဲ့အချိန်တွေကိုကင်တွယ်နိုင်မှုအတွက်ကုလသမဂ္ဂကအမေရိကန်ဒေါ်လာ308မီလီယံတန်အရေးပေါ်ရန်ပုံငွေတောင်းခံချက်တရက်ကိုတောက်ကြနေမှာကြေညာလိုက်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်ဘေရွတ်မြို့ကနေဒီကမ်ပိန်းကိုကြေညာရမှာစကားလုံးတွေပဲစီးလုံးမှုပြတာမလုံလောက်ပါဘူး။လောက်ရနဲ့ပါစီးလုံးမှုပြသဖို့လိုပါတယ်လို့ပြောဆိုခဲ့ပါတယ်။မတ်လ2ရက်နေ့မှာအီရန်ကပံ့ပိုးထားတဲ့လက်ဘနွန်လက်နက်ကိုင်ဟက်ဇ်ဘူလာကအစ္စရေးကိုပစ်ခတ်ခဲ့ပြီးအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်တပ်ဖြတ်ခံရတာကိုလက်စားချေနေတယ်လို့ပြောခဲ့ပြီးနောက်အစ္စရေးကဟက်ဇ်ဘူလာကိုတိုက်ခိုက်တဲ့စစ်စင်ရေးကိုစတင်ခဲ့ပါတယ်။ဟက်ဇ်ဘူလာဘက်ကနေတိုင်းလိုရော့ကတ်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုဆက်လက်လုပ်နေဆဲဖြစ်ပြီးအစ္စရေးဘက်ကလည်းမြေပြင်စစ်စင်ရေးတွေကိုတိုးချဲ့လာသလိုလေကြောင်းတိုက်ခိုက်မှုတွေကိုပါတိုးမြင့်နေပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့မှာအစ္စရေးကလက်ဘနွန်မြို့တော်ဘေရွတ်ကိုပါပုံကျဲခဲ့ပြီးတောက်ကြနေ့မှာလည်းနိုင်ငံအနှံ့ခြားဒေသတွေကိုဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လူပေါင်း900နီးပါးသေဆုံးခဲ့ပြီးအစ္စရေးဘက်ကလက်ဘနွန်ဒေသအစိပ်ပိုင်းအများပြားကလူတွေကိုအိမ်တွေကနေထွက်ခွာဖို့အမိန့်ပေးခဲ့တာကြောင့်လူပေါင်း8သိန်းကျော်လောက်ဟာအိုးအိမ်ဆုံးကထွက်ပြေးနေရပါတယ်။အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကတော့ရန်မုံငွေမလုံလောက်မှုကြောင့်အကူအညီပစ္စည်းတွေကိုကြက်တဲစွာခွဲဝေသုံးစွဲနေရပြီးအရေးကြီးတဲ့လူငွေအသစ်ကိုမဖြစ်မနေလိုအပ်နေတယ်လို့ပြောပါတယ်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ဒုတိယမှုဆောင်ဒါရိုက်တာကာစကောကတော့ကျွန်တော်တို့ကအခုဆိုရင်အစာငတ်သေးဖို့နီးနေတဲ့သူတွေဒါမှမဟုတ်အစာငတ်နေတဲ့သူတွေကိုပဲဦးစားပေးကူညီနိုင်တဲ့အချိန်တွေဖြစ်ပါတယ်လို့ပြောပါတယ်။အခုဆိုရင်နောက်ထပ်ရှော့ချနိုင်တဲ့အနေအထားမရှိတော့ပါဘူး။လိုအပ်ချက်တွေကတိုးလာနေတဲ့အတိုင်းအရင်းမြစ်တွေကလည်းတိုးလာရမှာပါ။အဲ့ဒီအရင်းမြစ်တွေရောကျသွားတာမျိုးလုံးဝမဖြစ်သင့်တော့ပါဘူးလို့သူကဆက်ပြီးတော့ဆိုပါတယ်။လူသားချင်းစာနာရေးအဖွဲ့အစည်းတွေကတော့ကမ္ဘာတဝန်းဖြစ်ပေါ်နေတဲ့အကြက်တဲတွေကြောင့်လက်ဘနွန်မှာအကူအညီပေးနိုင်တဲ့စွမ်းရည်ကကန့်သက်ခံနေရတယ်လို့ပြောပါတယ်။လက်ဘနွန်ဟာ2019ခုနှစ်စီးပွားရေးပြိုလဲမှု2020ဘေရွတ်စိတ်ကမ်းပောက်ကွဲမှု2014ခုနှစ်ဟက်ဇ်ဘူလာနဲ့အစ္စရေးကြားကစစ်ပွဲတွေကြောင့်အရင်ကတည်းကပြင်းထန်စွာထိခိုက်ခံထားရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။အီရန်စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ကမ္ဘာလုံးဆိုင်ရာစွမ်းရည်ဈေးနှုန်းတွေတက်လာတဲ့အကျိုးဆက်ကြောင့်အလူရှင်နိုင်ငံတွေရဲ့အစိုးရဘတ်ဂျက်မှာကန့်သက်ချက်အသစ်တွေဖြစ်လာနိုင်တယ်လို့ WFP ကလည်းစိုးရိမ်နေပါတယ်။ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR ကလည်းပြီးခဲ့တဲ့စက်တင်ဘာလမှာ2025ခုနှစ်အတွက်လက်ဘနွန်အတွက်လိုအပ်တဲ့ရန်ပုံငွေ25ရာခိုင်နှုန်းပဲရရှိခဲ့တယ်လို့ပြောခဲ့ပြီးအဲဒါကြောင့်ငွေကြေးအကူအညီပေးနေတဲ့အစီအစဉ်တွေကိုလျှော့ချခဲ့ပါတယ်။အကူအညီပေးရေးအဖွဲ့ Solidarity International ရဲ့လက်ဘနွန်ဒါရိုက်တာဒန်နီယယ်လီရီကတ်ကလည်းအကူအညီပေးနေတဲ့ grant တွေရဲ့အရေးအတွက်ကောပမာဏအောင်လျော့နေလာနေတယ်လို့ပြောပါတယ်။အလူငွေတစ်တွေရမလာဘူးဆိုရင်ကျွန်တော်တို့အခုလုပ်နေတဲ့အရေးပေါ်ကူညီရေးလုပ်ငန်းတွေကလာမယ့်နှစ်ပတ်အတွင်းမှာရပ်သွားနိုင်ပါတယ်လို့သူကထပ်ပြီးတော့ပြောဆိုခဲ့ပါတယ်။